မွေးဖွားလာကြတဲ့ခေါင်းထဲမှာမျက်နှာနှစ်ခုပါလာတဲ့မေထုံရာသီဘွားမိန်းကလေးတစ်ယောက်ရှိပါတယ်။သူမရဲ့ရှေ့မျက်နှာကတော့အေးစိတ်တင်ငိမ်ပြီးထက်မြက်တဲ့အမဖြစ်သူကာလာဖြစ်ပြီးနောက်ွယ်ကမျက်နှာကတော့စွပ်ပေပြီးခေါင်းမတက်တဲ့ညီမဖြစ်သူမီဂျာပဲဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့ရုပ်ရည်ကြောင့်သူမဟာအပြင်ထွက်တိုင်းမြဲတမ်းခေါင်းမှုရှုံပွားကိုရှုံထားလေးရှိပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့တစ်ပင်အောက်မှာပွားချွတ်နေတုံးစပင်းမရှိတဲ့ကရုံးမလေးတစ်ယောက်ကဒါကိုမမျှော်လင့်မဲ့မြင်သွားခဲ့ပါတယ်။ထိုကရုံးမလေးဟာထိတ်လန့်တကြားနဲ့ရှင်းမဲ့ထွက်ပြေးပါတော့တယ်။ဒါကိုကြည့်ပြီးနောက်ွယ်ကမျက်နှာဖြစ်တဲ့မီဂျာကတော့သဘောကျပြီးတဟားဟာရဲမောနေခဲ့ပါတယ်။ထွက်ပြေးသွားတဲ့ကရုံးမလေးဟာသူမရဲ့တငယ်ချင်းတွေစီရောက်တဲ့အခါငါခေါင်းတစ်ခုထဲမှာမျက်နှာနှစ်ခုပါတဲ့မိမလှည့်စားတတ်တဲ့တရဲမဲကြီးကိုတွေ့ခဲ့တယ်ဆိုပြီးအလော်တကြီးပြပါတော့တယ်။ဒါပေမဲ့ဖွဲ့တဲ့ကကောင်းလေးတစ်ယောက်ကမင်းကိုကောင်းကိုလည်းပြန်ကြည့်အောင်မင်းကိုယ်တိုင်လည်းတရဲနဲ့တူနေတာပဲဆိုပြီးလှောင်ပြောင်လိုက်ပါတယ်။ထို့နောက်မိန်းကလေးတောင်းအောင်စလုံးကထိုကရုံးမလေးကိုဝိုင်းဝန်းပြီးဆဲဆိုနှိပ်စက်ကြပြီးသူမရဲ့ခေါင်းမှုရှုပ်ကိုအတင်းဆွတ်ဖို့စူးစမ်းကြပါတယ်။ကရုံးမလေးကူညီမဲ့နေတဲ့အချိန်မှာပဲကာလာကဒေါက်တာချောင်းကိုကင်ပြီးရောက်လာခဲ့ပါတယ်။သူမကထိုကလေးတွေကိုအခုချက်ချင်းထွက်သွားကြမဟုတ်ရင်ဒီတုတ်တန်ရကိုမြည်ကြည့်ရမယ်ဆိုပြီးတက်တေရှိမောင်းထုတ်လိုက်လို့ကလေး၃ယောက်လည်းမကြင်မနှက်နဲ့ထွက်ပြေးသွားကြပါတော့တယ်။ကရုံးမလေးဟာဒီနမျက်နှာနဲ့အမဟာထူးဆန်းတဲ့ရုပ်ရည်ချိပေမဲ့စိတ်ထားကောင်းပြီးတက်တေရှိမှန်သိသွားတဲ့အခါမကြောက်တော့ပါဘူး။သူမဟာသွေးကိစ္စယောဂကြောင့်သပင်းတွေကျွတ်ပြီးကရုံးဖြစ်နေရတဲ့အကြောင်းကိုလည်းရိုးရိုးသားသားရင်ဖွင့်ပြပြခဲ့ပါတယ်။အပြန်အလှန်နားလည်ပေးနိုင်ကြတဲ့သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက် Hello ကာလာ Hello မီဂျာဆိုပြီးရင်ခုန်စိတ်လှုပ်ရှားစွာနဲ့နှုတ်ဆက်ခဲ့ကြပါတယ်။အချိန်တို့ကောလွန်သွားပြီးနောက်ထိုမိန်းကလေးငယ်ဟာအရွယ်ရောက်ပြီးချမလှပတဲ့မင်းပြိုလေးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ထူးဆန်းတဲ့ရုပ်ရည်ကြောင့်အဖွားဖြစ်သူကသူမကိုအမြဲတမ်းမုန်းတီးပြီးအမြဲကပ်နေခဲ့ပါတယ်။အခွင့်အရေးရတိုင်းလည်းသူမကိုအမြဲတမ်းအပြစ်ရှာနှိပ်စက်လေးရှိပါတယ်။ဒီနေ့မှာတော့အဖွားဖြစ်သူကအပြင်ထွက်ခါနေအကင်မီးဖို့ပိတ်ဖို့မေ့သွားခဲ့ပါတယ်။မီးတွေအကြီးကျယ်တက်လောင်လာတဲ့အခါအဖွားဖြစ်သူကအိမ်ထဲကပြီးထွက်လာပြီးကာလာနဲ့မီဂျာတို့ကြောင့်မီးလောင်ရတယ်ဆိုပြီးအပြစ်ပုံချပါတော့တယ်။မိန်းကလေးဟာမီးကိုညှင်းသက်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အဖွားဖြစ်သူကတော့ချီချူရမဲ့အစားညစ်ပတ်ပေးနေတဲ့ကြက်ကင်တွေကိုသူမရဲ့ပါဇက်အတင်းထိုးထက်ပြီးရရဆက်ဆက်နှိပ်စက်ပါတော့တယ်